အားလုံးပဲမင်္ဂလာပါရှင်တလာလောက်ချက်ပေးကနေပြန်လည်ကြိုဆိုပါရရှင်ကဲဒီမနေ့ဝင်လာတဲ့အလုပ်တွေလာပြပြပေးမှာဖြစ်ပါရှင်နော်ကဲအလုပ်လုပ်ချင်တဲ့သူတွေရှိလာရှင်ဒီမနေ့ဝင်လာတဲ့အလုပ်တွေလာပြပြပေးမှာဖြစ်ပါရှင်နော်အလုပ်နေရာကတော့စုံစာခေါ်ပဲမှာရှိပါရှင်နော်အဲ့ဒါကြတော့အဲ့လုပ်ပဲဖြစ်ပါရှင်တခင်းနဲ့ဒီတခင်းနဲ့စားစရိတ်တွေဖြစ်ပါတယ်ညစာကတော့တလောက်ကို1000နဲ့1000တခင်းကတော့9ရောက်ရှိပါရှင်နိုင်ကလေးရှိတဲ့နောက်ဆုံးဒီကနေ့ရမှာဖြစ်ပါရှင်နော်အလုပ်နေရာကတော့စုံစာခေါ်ပဲမှာဖြစ်ပါတယ်နောက်တနေရာကြတော့ကဖဲအဲ့ဒါကြတော့ခမီးကြီးပေါ့နော်ခမီးကြီးစတဲ့တူလို့ချင်ပါရှင်ညစာကတော့1000နဲ့9000ပြည့်တဲ့တခင်းကတော့4ရောက်ရှိတဲ့နိုင်ကလေးရှိတဲ့နောက်ဆုံးဒီကနေ့ရမှာဖြစ်ပါရှင်အလုပ်နေရာကတော့ဒါကဖဲပဲမှာရှိပါရှင်နော်အေးလုံးနဲ့ခမီးကြီးဆက်ရမှာဖြစ်ပါတယ်နောက်တနည်းကတော့စကူဝေးပဲမှာရှိပါရှင်နော်စကူဝေး16ပဲမှာရှိပါရှင်အဲ့ဒါကျတော့ဘာလို့လဲဆိုတော့အပွားပြန်လုပ်ဖြစ်ပါတယ်အလုံးဝချိန်ကမနေ့ရှိနိုင်ငံကနေ6နိုင်ဖြစ်ပါတယ်လစာကတော့1000နဲ့9000နိုင်ငံလေးရှိတယ်နောက်ဆိုဒီက900ရမှာဖြစ်ပါရှင်အဲ့ဒါကျတော့အပွားပြန်လုပ်မနေ့ရှိနိုင်ငံကနေ6နိုင်ဖြစ်ပါတယ်နောက်တနည်းကတော့စေရီထိုင်အဲ့ဒါကျတော့ခလေးထိတ်တာလုပ်ဖြစ်ပါရှင်နော်ခလေးထိတ်စီတဲ့ဒီလိုက်ရှင်ဒီနေ့ကတော့ click ခဲလို့တူလာပါတယ်တတိယတော့ရရှိတဲ့တတိယမှာတော့ဇာတိကောင်လာစာကတောင်းနေတာထောက်ပေးပါတယ်နိုင်ကလေးရှိတဲ့နောက်ဆုံးကလည်းရမှာဖြစ်ပါတယ်အလုံးပြန်ကတော့ဒီခိုင်တော့မှရှိပါတယ်တတိယမှာကတော့ခလေးတယောက်ရှိပါတယ်ရှင်နော်ခလေးကတော့တနေ့နဲ့6လသားအရွယ်ဖြစ်ပါတယ်ရှင်နောက်တနေ့ကျတော့လောက်ဖောင်းပဲပါဖြစ်ပါတယ်ရှင်နော်လောက်ဖောင်းကဘာလုပ်လဲဆိုတော့အေးလုံးနဲ့တို့ကြည့်ရမှာဖြစ်ပါတယ်လစာကတော့1000နဲ့6000နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါတယ်ရှင်အလုံးကြီးကတော့လောက်ဖောင်းပဲပါဖြစ်ပါတယ်နောက်တနေ့ကျတော့ pick station 24မှာရှိပါတယ်ရှင်နော်အေးအလုံးနဲ့တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကျတော့ဘာပြလို့ဖြစ်ပါတယ်ရှင်လစာက1000နဲ့9000အလုံးဝချိန်ကမနေ့ရှိနိုင်ငံကနေ6နိုင်ဖြစ်တဲ့လစာက1000နဲ့9000နိုင်ကလေးရှိတဲ့နောက်ဆုံးကဖြစ်ပါရှင်နောက်တတိယကတော့ချက်ပူစာအဲ့ဒါကြတော့အေးအလုပ်လစာက1000နဲ့4000အေးတော့ဖြစ်ပါရှင်နော်တတိယတော့4ရောက်ရှိပါတယ်နောက်တစ်ခုကျတော့တတိယမှာကျတော့တတိယမှာကျတော့အေးအခုအလုပ်ကမှ2ရောက်ရှိနေပြီပေါ့နော်အဲ့ဒါကြတော့အခုများနဲ့အတူတူနိုင်တဲ့ဒီလိုမျိုးဖြစ်ပါတယ်လစာက1000နဲ့4000ပြည့်တဲ့နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါတယ်အလုပ်ညံကတော့သတိထားမှာရှိပါတယ်နောက်တစ်နေရာကျတော့စီလီထိုင်ဆွဲ50နဲ့ခုမှရှိပါရှင်နော်တတိယတယောက်ရှိတဲ့လူကတယောက်ရှိတဲ့လူအသက်ကတော့90ရှိပါရှင်လစာကတော့1000နဲ့9000ပြပါတယ်နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါတယ်နောက်တစ်နေရာကျတော့တချို့ကတော့အေးအလုံးနဲ့ကလေးခရမှာဖြစ်ပါတယ်တတိယတော့2ယောက်ရှိတဲ့တတိယမှာကတော့ကလေးယောက်ရှိရပေါ့နော်ကလေးကတော့တတိယနဲ့6လရွယ်ဖြစ်တဲ့လစာကတော့1000နဲ့9000ပြပါတယ်နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါရှင်နောက်တစ်နေရာကျတော့ဘာလို့ခုစီရနော်လို့ညကဘာခုစီရပဲမရှိပါရှင်အဲ့ဒါကျတော့အေးလုံးသွားပြန်ဖြစ်ပါတယ်လစာကတော့1000နဲ့9000နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါရှင်အလုပ်ချိန်ကမနေ့ရှိနိုင်ကလေးနဲ့9နိုင်ဖြစ်ပါတယ်နိုင်ကလေးရှိတဲ့နောက်ဆုံးက900ရမှာဖြစ်ပါရှင်နောက်တစ်နေရာကတော့တချို့ပဲနော်ဒါအဲ့ဒါကလည်းတစ်ထည့်2ယောက်ရှိတဲ့တစ်ထည့်မှာကတော့ခွေးတစ်ခေါက်ရှိတယ်နော်အဲ့ဒါကျတော့ခွေးရှိတဲ့တွေပဲစီပြည့်ရှင်လစာကတော့1000နဲ့3000ပြည့်တဲ့နိုင်ကလေးရှိတဲ့နောက်ဆုံးရမှာဖြစ်ပါရှင်နော်။ဒါကတော့ဒီလိုရုံမှာဒီမနေ့ဝင်လာတဲ့အလုပ်လေးတွေဖြစ်ပါရှင်နော်။စိတ်ဝင်စားတဲ့အလုပ်ရှိတဲ့စိတ်ကလေးတွေမှာလာစမလို့ရပါတယ်ရှင်။